သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ပြလူလာပြီကျော်တရက်2013ခုနှစ်ဇန်နဝါရီလ29ရက်ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မြေနီကုန်းရှမ်းကုန်းလမ်းမိသားစုမြေနီကုန်းဓမ္မပူဇာတရားပွဲ၌ဟောကြားအပ်သောအင်္ဂုလိမာလာတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုအတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတကထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေးအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွညင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအင်္ဂုလိမာလာတုတ်အနှစ်ချုပ်အင်္ဂုလိမာလာတုတ်ကမူရင်းအင်္ဂုလိမာလာတုတ်မစ္စည်းမနိကေမစ္စည်းမနိကာယမှာအင်္ဂုလိမာလာတုတ်ဆိုတာရှိတယ်မြန်မာလူမျိုးတွေချက်မှတ်ကြတယ်ပရိကြီး17တုတ်ထဲမှာလည်းအင်္ဂုလိမာလာတုတ်ဆိုတာရှိတယ်အနှစ်ချုပ်ကတော့တူတူပဲလို့ပြောရပရိကြီး17တုတ်မှာအထုပ္ပတ္တိမပါပဲနဲ့လူရင်းသစ္စာဆိုတာလေးတွေပြထားတယ်အဲ့ဒီသစ္စာဆိုတာကိုပဲပြိဋ္ဌအဖြစ်အယန္တာအဖြစ်အသုံးပြုပြီးတော့ပရိကြီး17တုတ်မှာထိသွင်းပြီးတော့ထားတယ်မူရင်းအင်္ဂုလိမာလာတုတ်ကြီးမှလည်းပဲသစ္စာဆိုပုံဆိုတာပါတယ်အဲ့ဒီထဲကထုတ်လုပ်ပြီးတော့အင်္ဂုလိမာလာပရိဋ္ဌ protective discourse ဆိုပြီးတော့နော်အကာအကွယ်ဖြစ်စေရန်စီမံထားတဲ့တုတ်တစ်ခုပရိကြီး17တုတ်ထဲမှာအင်္ဂုလိမာလာတုတ်သုံးဖို့အင်္ဂုလိမာလာပရိဋ္ဌလို့ဒီလိုရှိတယ်အခုဒီနေ့ဥတည်ပြီးတော့ဟောမှာတော့ပရိကြီး17တုတ်ကအင်္ဂုလိမာလာတုတ်ကိုဥတည်ပြီးတော့ဟောသို့တော်လည်းအဲ့ဒီတုတ်ရဲ့မူရင်းဖြစ်တဲ့
မစ္စည်းမနိကေမှာလာတဲ့အင်္ဂုလိမာလတုတ်ကိုလည်းပဲထည့်သွင်းပြီးတော့ဟောပြောပါအင်္ဂုလိမာလပရိတ်အင်္ဂုလိမာလတုတ်ပရိတ်ကြီးထဲမှာပါတဲ့အင်္ဂုလိမာလတုတ်မှာပရိတံယံပနန္တတနိသိဏဌာနရောဝနာဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံဆိုတဲ့ဂါထာလေးနဲ့အစပြုပြီးတော့သစ္စာတရားရဲ့စွမ်းအားကိုဟောပြထားတယ်ပရိတ္တဆိုတဲ့အဓိပ္ပာယ်ကကြာရောက်လာမဲ့သို့မဟုတ်ကြာရောက်နေတဲ့အန္တရာယ်တွေကိုအကာအကွယ်ဖြစ်စေဖို့လို့ဆိုပြီးတော့ဟောကြားထားတဲ့သုတ်တန်တွေအဲ့ဒါလို့ဟောကြားတဲ့အခါမှာအကာအကွယ်ကိုဘယ်နည်းဖြင့်ဖြစ်စေသလဲဘာကိုအကြောင်းပြုပြီးတော့အကာအကွယ်ဖြစ်စေသလဲလို့ပရိကြီး17တုပ်ကိုအနှစ်ချုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အကာအကွယ်လုပ်တဲ့စနစ်ဟာတခြားမန္တရတန္တရဝါဒတွေမှာပါတဲ့မန္တန်မျိုးမဟုတ်ဘူးမန္တန်စကားမျိုးမဟုတ်ဘူးသို့တော်တကယ်စွမ်းအားရှိတဲ့မိမိတို့ယင်ထဲမှာဖြစ်တဲ့မေတ္တာတရားမင်္ဂနာကိုသာပြောတဲ့သစ္စာစကားအဲ့ဒီနှစ်ခုကိုအခြေခံပြီးတော့ဘေးရန်အန္တရာယ်ကခင်းနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားကစီမံဟောကြားထားတာဖြစ်တယ်မေတ္တာတရားရဲ့သစ္စာစကားရဲ့အဲ့ဒီနှစ်ခုရဲ့စွမ်းတတ္တိဟာကြီးမားတယ်လို့ဆိုတာကြုံတွေ့ဘူးတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါလက်ခံကြခက်ခဲတစ်ခုကြုံတွေ့လာတဲ့အခါစူးစိုက်ခါမေတ္တာပို့ခြင်းဖြင့်ပြေလည်သွားတယ်အန္တရာယ်တွေလွတ်ကင်းသွားတယ်သစ္စာစကားကိုဆိုခြင်းဖြင့်လည်းအန္တရာယ်တွေကိုလွန်မြောက်နိုင်တယ်အဲ့တော့ဘုရားကြီး17တုပ်မှာမေတ္တာတရားနဲ့သစ္စာစကားကိုအခြေထားပြီးတော့တရားဝါဒီအန္တရာယ်ကင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ထိုတို့နိကေတွေမှာမှတ်သားထားတဲ့သုတ်တန်တွေကိုရှေးဆရာတွေကစုဆောင်ပြီးတော့ပရိကြီး17တုပ်ဆိုပြီးတော့မြန်မာပြည်မှာစီမံထားတာပေါ့အခြားမန္တမန္တရားတွေအဓိပ္ပာယ်မဲ့ရွတ်နေမဲ့အစားအဓိပ္ပာယ်ရှိအဓိပ္ပာယ်သိပြီဆိုလို့ရှိရင်လည်းနိဗ္ဗာန်တိုင်လက်တွေ့ကျင့်သုံးမှုတွေကိုဥတည်ထားတာဖြစ်သောကြောင့်ဒီမေတ္တာတရားတို့သစ္စာစကားတို့ရဲ့အစွမ်းတတ္တိဟာတမ္မာအန္တရာယ်ကင်းုံမြမကကိလေသာဆိုတဲ့အတွင်းအန္တရာယ်တွေပါကင်းပြီးတော့နိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တယ်ဆိုတာရှုမတန်တရားဝယ်မရှိဘူးဒီထဲမှာဘုရားကုံတရားကုံသံဃာကုံလို့ဆိုတဲ့ဒီကုံတွေကိုအာယုံပြုပြီးတော့လည်းပဲအန္တရာယ်ကင်းတဲ့တစ်စက္ကန့်တော့မှာဟောပြောထားတာရှိတယ်နောက်တစ်ခုအာတနာရိယသုတ်ဆိုတာကြတော့မူရင်းအာတနာရိယပရိတ်အာတနာတဆိုတဲ့မြို့မှာထုတ်ပြန်တဲ့အမိန့်ပြန်တမ်းဘလူတွေကိုအုပ်ချုပ်တဲ့ဝိသောဏမင်းကြီးကစိုးစွမ်းတဲ့ဘလူတွေကိုအမိန့်ထုတ်ပြန်ပြီးတော့နှိပ်ကွက်တဲ့သဘောနဲ့ထုတ်ပြန်ပြီးတော့မြတ်စွာဘုရားကိုလျှောက်ထားတဲ့မူရင်းအာတနာရိယသုတ်ကြီးကနေလူရင်းဘုရားရှိခိုးလေးတွေထုတ်ပြီးတော့သစ္စာဆိုတဲ့အဓိပ္ပာယ်မျိုးဆောင်တဲ့ဂါထာဘာနာများဖွဲ့စည်းထားတဲ့သုတ်ကိုပရိကြီးထဲမှာတော့အတ္တနာရိယသုတ်လို့ဆိုပြီးတော့ထည့်ထားတယ်ဆိုလိုတာကတော့ပရိကြီးသုတ်ကိုပရိဆိုတဲ့အကာအကွယ်ဖြစ်စေတတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအနည်းချုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုတာပဲဖြစ်စေမေတ္တာတရားနဲ့သစ္စာစကားကိုဆိုတာပဲဖြစ်စေ
လူတွေမှာကြားရောက်ဖြစ်ပေါ်လာနိုင်တဲ့ကြားရောက်ဖြစ်ပေါ်နေတဲ့ဘေးရန်အန္တရာယ်တွေကလွတ်မြောက်တယ်လို့ဒီအဓိပ္ပာယ်မျိုးရအောင်နေ့စဉ်ရွတ်ဖတ်ပြီးတော့ထိုရွတ်ဖတ်ထားတဲ့မိမိတို့ရွတ်ဖတ်တဲ့ပရိတရားတွေရဲ့အ내အဓိပ္ပာယ်ကိုသိရှိလို့လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်တိုင်အကျိုးဖြစ်ထွန်းနိုင်တဲ့တရားဒေသနာများပဲဖြစ်တယ်ပေါ့အခက်ခဲတွေလွန်မြောက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တဲ့အခါမြတ်စွာဘုရားဟောကြားတဲ့သီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်ခြင်းဖြင့်ဘယ်သောအခါမှဘေးရန်အန္တရာယ်တဲ့မကြုံနိုင်တဲ့ဘေးကင်းရန်กว่าသာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရမှာဖြစ်တယ်ဒီထိအောင်ရည်မျှော်ပြီးတော့မြတ်စွာဘုရားကဟောထားတာဖြစ်ပါတယ်ဒီအင်္ဂုလိမာလတုတ်နဲ့ပတ်သက်ပြီးတော့ပရိမွန်းလို့ဆိုကြတယ်မွန်းဆိုတာဘာပြောတာပရိရဲ့ခုံကြီးတွေကိုချီးမွမ်းတာပရိရဲ့ခုံကြီးတွေကိုချီးမွမ်းပြီးတော့ပြောဆိုတဲ့စကားကိုပရိမွန်းတယ်လို့တိုက်တွန်းနှိုးဆော်တဲ့ရှေးဥစွာဒီကထာကိုရှေးဆရာတွေကစီကုံးပြီးတော့ထည့်သွင်းထားတာဘုရားဟောတာတော့မဟုတ်ဘူးဒါဘုရားကသင်ပေးတာနောက်မှလာရှေ့ပိုင်းကပရိရဲ့အမောဂုဏ်ကျေးဇူးတွေအကျိုးရှိတယ်ဆိုတာတွေကိုထုတ်ဖော်ပြပြောပြီးတော့ဒီပရိကိုရွတ်ကြစို့လို့ encouragement လုပ်တာပေါ့တိုက်တွန်းတယ်ဩယောဇနတိုက်တွန်းနှိုးဆော်တဲ့စကားလေးရှေ့ကနေခံထားတာဘာဖြစ်လို့လဲဆိုရင်လူဆိုတာအကျိုးရှိမှလုပ်ချင်တာအကျိုးကိုသိထားရှိတဲ့အကျိုးကိုသိထားလို့ရှိရင်ပို့ပြီးတော့လုပ်ဖြစ်တယ်အကျိုးမရှိတဲ့အလုပ်ကိုလုပ်လည်းမလုပ်သင့်ဘူးလုပ်လည်းလုပ်ချင်မှလည်းမဟုတ်ဘူးဒါကြောင့်မို့အကျိုးတရားတွေဆိုတာမြတ်စွာဘုရားကထုတ်ဖော်ပြလေးရှိတာပဲဆိုပါစို့မဟာတတိပဋ္ဌာန်သုတ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဧကာယနောအယံဘိက္ခဝေမေကောနိဗ္ဗာန်သွားဖို့တဲ့ဒါတကြောင်ဤသောလမ်းပဲဒီတကြောင်ဤသောလမ်းကိုလျှောက်လိုက်မယ်ဆိုလို့ရှိရင်အကျိုး9မျိုးဖြစ်ပေါ်နိုင်တယ်လို့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးအကျိုး9မျိုးကိုရှေးဥစွာထုတ်ပြတာဘာဖြစ်လို့လဲအားလုံးလူတွေဟာအကျိုးတရားကိုမြင်မှလှုပ်ဆောင်နေတာကိုဟုတ်တယ်လေဒီကနေ့ခေတ်စီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းကြည့်အယောင်းဝယ်လုပ်ရင်ဒါကိုရောင်းဝယ်မယ်ဆိုရင်အမြတ်ဘယ်လောက်ရမလဲဆိုတဲ့အကျိုးကြည့်တာကြည့်ပဲလေအလုပ်တစ်ခုရှောက်လို့ရှိရင်လည်းလာကဘယ်လောက်ရမယ်ဆိုတာကြည့်တာပဲလေအကျိုးကိုသိပြီးတော့မှလုပ်ကြတယ်ဆိုတာလူတွေရဲ့သဘာဝပဲပေါ့ဒါကြောင့်မို့လို့အင်္ဂုလိမာလသုတ်ခါတယ်နေ့စဉ်ရွတ်ဖတ်မှုအတွက်ဘယ်လိုအကျိုးတွေရှိတယ်ဆိုတာသိထားလို့ရှိရင်တော့ဒီသုတ်ဟာရွတ်ဖြစ်တာပေါ့ကြီးညိုလေးစားစွာရွတ်ဖတ်ခြင်းဖြင့်ရွတ်ဖတ်နေတဲ့အခါမှာစိတ်အာယုံဟာတုတ်တန်ကိုမှတ်မြော်ပြီးတော့ရွတ်နေတာဖြစ်သောကြောင့်စိတ်ကြည်နူးမှုတွေကိုရစိတ်ကြည်နူးမှုအခြေခံပြီးတော့ဝိပဿနာပဲကျင့်ကျင့်သမထပဲကျင့်ကျင့်နော်ဒီအဆင့်တွေကိုသွားလို့ရတယ်ရွတ်နေတဲ့အချိန်မှာအာယုံယူပြီးတော့ရွတ်နေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးစိတ်လေးဟာကိုရွတ်တဲ့ဒေသနာအစင်မှာဖြောင်းဖြောင်းမမတ်ကြီးသွားနေတယ်ဆိုရင်လည်းတဲ့အကျိုးမဟုတ်ဘူးဒါလည်းတချို့ကထင်တယ်မသိဘဲနဲ့ရွတ်နေရင်အကျိုးမရဘူးလို့ဒီလိုလဲထင်ကောင်းထင်တယ်ဒေသနာအစဉ်ရွတ်နေရင်အကျိုးမရဘူးလို့တော့ပြောလို့မရဘူးအကျိုးဆိုဒီမှာရွတ်ဖတ်သူရဲ့ intention လို့ခေါ်တဲ့သူ့ရဲ့ရည်ရွယ်ချက်ပေါ်မှာလည်းမူတည်တယ်ရွတ်နေတဲ့အချိန်မှာစိတ်နေသဘောထားတွေပေါ်မှာလည်းမူတည်တယ်အကျိုးရှိမရှိဆိုတာရွတ်သူနဲ့သက်ဆိုင်တယ်ပို့ပြီးတော့သက်ဆိုင်တရားကြောင့်ဖြစ်တာမဟုတ်ဘူးရွတ်ဖတ်သူရဲ့စိတ်နေသဘောထားကြောင့်ဖြစ်တာရွတ်ဖတ်သူကဒီတရားအာယုန်နဲ့မရောက်ဖဲနဲ့ရွတ်နေလို့ရှိရင်တော့လေဒီအကျိုးကဟောဒီပတ်တိဖြစ်လာမှာမဟုတ်ဘူးပေါ့တရားအာယုန်နဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးရွတ်ရင်တော့
အဲ့ဒီစိတ်တည်ငြိမ်မှုရတာဒီပဲလင်အကျိုးပဲနော်စိတ်ကြည်နူးလာတဲ့တည်ငြိမ်မှုရတယ်မြတ်စွာဘုရားတရားတော်ဆိုတာတခြားအတန်ကြားတာနဲ့မတူဘူးကြားနာယုံပင်အပူစင်၍ဆိုတာတကယ်ကိုစိတ်ဟာငြိမ်းချမ်းသွားနော်လူမပြောနဲ့မြတ်စွာဘုရားဟောနေတဲ့ဘုရားရဲ့တရားတန်ကိုကြားတဲ့အခါတရားဝါလေးတွေတောင်မှပဲစိတ်အေးချမ်းမှုလေးရသွားရင်အဲ့ဒီအေးချမ်းမှုဆိုတဲ့စိတ်ကြည်လင်မှုဆိုတာလေးကကုသိုလ်ကောင်းမှုအနေနဲ့ကောင်းရာသူဂတိဘုံကိုရောက်စေနိုင်သေးတာပဲကောင်းရာသူဂတိဘုံကိုရောက်စေနိုင်တယ်တာမန်ကုသိုလ်လို့အထင်မသေးလေနဲ့ကုသိုလ်ဆိုတာအသေးအဖွဲပဲဖြစ်စေကြီးမားတဲ့အားကိုးစရာမရှိတဲ့နေရာမှာဆိုရင်ကြီးမားတဲ့အထောက်အကူတွေဖြစ်တယ်အလုံးသိကြတယ်ဖာနတာအကြောင်းအကောင်းဆုံးမသိပေမဲ့လို့မြတ်စွာဘုရားဟောနေတဲ့တရားသံလေးကိုကြားပြီးတော့စိတ်ထဲမှာကြည်နူးနေတဲ့အချိန်သိဆုံးသွားတဲ့အခါစိတ်ကြည်နူးမှုဆိုတဲ့ဒီကုသိုလ်လေးကနေပြီးတာဝရိန္ဒနတ်ပြည်နတ်သားသွားဖြစ်ရတယ်ဖြစ်နိုင်တဲ့အနေထားဒီကုသိုလ်ရဲ့စွမ်းအားကြည့်လိုက်မယ်ဆိုလို့ရှိရင်လှုပ်ထာလေးကနည်းနည်းလေးပေးလိုက်တာကအများကြီးပါလားလို့ထင်ကောင်းထင်လိုက်ဟောမဖြစ်နိုင်ဘူးလို့တောင်ထင်ကောင်းထင်ကြလိုက်မဖြစ်နိုင်တာမရှိဘူးတဲ့ကုသိုလ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားပါတယ်သံတုတ်တံမှာဆိုရင်မြတ်စွာဘုရားကစိတ်တုပါဒမတ္တံပိဘဟုကာရံဝရာမိကုသလေတုတံမေတုကုသိုလ်ဆိုတာစိတ်แท้ဖြစ်ုံနဲ့တည်းမဲ့ဘဟုကာရအကျိုးများလာပြီတဲ့စိတ်แท้ဖြစ်ုံလေးတယ်နော်လှူအောင်မယ်လို့စိတ်ထဲမှာတွေးလိုက်တယ်မလှူဖြစ်နဲ့အောင်လှူအောင်မယ်ဆိုတဲ့အတွေးလေးကိုကမစ္စရိယကိုဖယ်ရှားလိုက်တဲ့အတွေးပဲအဲ့ဒီဟာလေးကလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်ဆိုတာကုလသုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်လေဘာလူရကောင်းမလဲလှူအောင်မယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ဓာတ်ကလေးဝင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာမဟေသက်ခဘုံတကူဩဇာအာဏာကြီးတယ်တဲ့ဒါကြောင့်မို့လှူခြင်းနေဆိုတဲ့အတွေးဟာမဟေသက်ခသံဝတ္တနိကပฏิပဒါကုသိုလ်မျိုးဖြစ်တယ်ဒါတမန်ကုသိုလ်မဟုတ်ဘူးနော်အကြီးကြီးတွေကနေကျင့်တော့အသေးလေးလို့ထင်ကောင်းထင်ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအားရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာစိုက်ရလို့လဲသာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်သာဓုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းသာဓုတွေခေါ်နေတာဒီသာဓုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့သာဓုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့သာဓုမျိုးဖြစ်ဖို့လိုတယ်နော်သာဓုဆိုတာလဲသွားပြီးတော့အထင်မသေးလေနဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါဘဲနဲ့ရှောက်နေတာကိုတွေ့လို့သူစီးလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေထောက်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာ9 ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းမိတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်တင်မောဘောကပြင်ချက်တစ်ချက်ရလို့
တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပညာကလေးပေါ်မှာမိတွယ်ပြီးတော့ပညာကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေခြင်းဟာမျောနေတာအဲ့ဒီဖဏတ်လူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာအဲ့ဒါလူကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တောင်မချစ်ဘူးကဲပါလို့ပြောလဲမကဲဘူးနော်မကဲနိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲသူနားမှာရှိနေတဲ့သူတပည့်ကိုငါတပည့်ငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကသာဓုလည်းခေါ်လိုက်ရောမကဲခြင်းလို့မရတော့နတ်သမီးကကဲလိုက်ရကုသိုလ်ကြောင့်ကဲတာဟောသာဓုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးဒါ950ထဲမှာသိခြင်းဖတ်ကြည့်သင်္ခါစလို့ခေါ်တယ်ဆိုလိုတာကသာဓုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်သေးတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဓမ္မအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်ကုသိုလ်ကောင်းဖို့ဆိုတာအလုံးဟာဒုက္ခအားတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိတော့ရှိကြတာကြီးပဲခုဒီအင်္ဂုလိမာလသုတ်တန်မှာကြည့်ရွတ်ဖတ်30တဲ့ကုသိုလ်ဟာလေသိတဲ့ကုသိုလ်မဟုတ်ပါဘူးကုသိုလ်ရအောင်တော့ရွတ်ပေါ့ကုသိုလ်ရလို့တဲ့စိတ်နဲ့တည်တည်ငြိမ်ငြိမ်ရွတ်ဖို့တော့လိုအပ်တာပေါ့အတိပ္ပယ်သိမယ်ဆိုရင်တော့ပို့လို့အကျိုးရှိတာပေါ့အဲ့တော့အင်္ဂုလိမာလသုတ်ကိုရွတ်ချင်အောင်ဘယ်လိုစထားတော့ပရိတံယံပနံတတ္တနိတိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံပရိတ်ကိုတိုက်ရိုက်နာတာတောင်မဟုတ်ဘူးဒီကလထိုင်တစ်ခုပေါ်မှာထိုင်ပြီးတော့သို့မဟုတ်ပလင်ပေါ်မှာဖြစ်ဖြစ်ထိုင်ပြီးနေရာတစ်ခုပေါ်မှာထိုင်နိတိဏဌာနထိုင်တဲ့ပရိရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့ပရိရွတ်နေတဲ့အချိန်မှာထိုင်သွားတဲ့ထိုင်ကုန်ကိုဆေးကြောပြီးတော့အဲ့ဒီရေနဲ့အဲ့ဒီရေကတောင်မှပဲအစွမ်းတတ္တိရှိတယ်လို့ပြောတယ်ပရိတ်တိုက်ရိုက်မပြောနဲ့လို့ဒီလိုပြောတာနော်ပရိတံဗနန္တတအင်္ဂုလိမာလပရိတ်ကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နိသိဏဌာနဒောဝနံထိုင်သွားတဲ့နေရာကိုဆေးကြောတဲ့ဥဒကံပိရေကတောင်မှပဲပရိတယံဘေးရန်အန္တရာယ်ကိုဝိနာသေတိပဲဖြောင်းနိုင်တယ်တပိဋနာတာတောင်မဟုတ်ဘူးရွတ်တာတောင်မဟုတ်ဘူးเนาะပရိရွတ်တုံးကထိုင်သွားတဲ့နေရာလေးကိုရေဆေးပြီးအဲ့ဒီရေလေးကတောင်မှအစွမ်းတတ္တိရှိတယ်ဒီလိုအဓိပ္ပာယ်ပြောတာเนาะတတ္တိရှိတယ်တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စအာရိတိတင်ခဏီအကျိုးနှစ်ခုကိုဖော်ပြတာအဲ့တော့ကိုယ်တိုင်ရွတ်တယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်ပြီးတော့ကိုယ်တိုင်နားတယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့နေရာလေးဆေးကြောပြီးတော့အဲ့ဒီရေလေးနဲ့ရေလေးကတော့အစွမ်းတတ္တိရှိနေတယ် holy water ဖြစ်သွားတယ်လို့ဒီလိုပြောတာပေါ့နော်အဲ့ဒီရေကလည်းဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်တယ်အန္တရာယ်ကိုကာကွယ်နိုင်တယ်တဲ့တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စတာရိတိထင်ခဏီအဲ့ဒီပရိယေလေးဖြန်းလိုက်တာနဲ့ပဲသို့မဟုတ်ပရိတရားတော်ကိုနာလိုက်တာနဲ့ပဲမိဘဖွားနိုင်တဲ့အမျိုးသမီးတွေဟာအဲ့ဒီနာလိုက်တဲ့အခိုက်ကလေးသို့မဟုတ်အဲ့ဒီရေစင်လေးနဲ့ဖြန်းလိုက်တဲ့အခိုက်ကလေးမှာပဲတုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာမိဖွားခြင်းကိစ္စချောချောမောမောမိဖွားခြင်းကိစ္စပြီးသွားနိုင်တယ်ပြီးသွားစေနိုင်တယ်ဒီလိုပြောတာနော်ပြီးသွားစေနိုင်တယ်
ထိနာခဘဝဋ္ဌာနာယေသသာရိတိတင်ခဏိထေရသင်္ကုလိမာလတ္တလောကနာထေနဘာတိတံဒီအစွမ်းတတ္တိထက်တဲ့ပြိခါရှင်အင်္ဂုလိမာလပြိလို့ခေါ်ပေမဲ့လို့မြတ်စွာဘုရားကအင်္ဂုလိမာလကိုခေါ်ခဲ့တဲ့ဘုရားရဲ့နှုတ်ကပတ်ပဲဖြစ်တယ်ပေါ့ထေရသင်္ကုလိမာလတ္တထေရတအင်္ဂုလိမာလတ္တအင်္ဂုလိမာလမထေဘူးမြတ်စွာဘုရားကဟောခဲ့တာလောကနာထေနပါတိတံလောကအားကိုးရတဲ့လေးစားရတဲ့မြတ်စွာဘုရားကဟောကြားခဲ့တာအဲ့ဒါနေမကဘူးဒီပရိတ်ဟာဘုရားကဟောခဲ့လို့ရှင်အင်္ဂုလိမာလရွတ်မှပဲအကျိုးရှိတာလားတခြားပုဂ္ဂိုလ်တွေရွတ်ရင်ရောအကျိုးမရှိဘူးလားအဲ့ဒီခေတ်ကသာအကျိုးဖြစ်ထွန်းပြီးတော့ခဏခေတ်ကြတော့အင်္ဂုလိမာလပရိတ်ဟာမစွမ်းတော့ဘူးလားလို့ဆိုကပ္ပထာယေတကဘာပတ်လုံးဒီအစွမ်းတတ္တိဟာရှိနေမယ်လို့ပြောတာနော်ကဘာဆုံးသည့်ထိဒီအစွမ်းတတ္တိဟာရှိကပ္ပထာယေအခုလက်ရှိကဘာကြီးရှိနေတဲ့ပြည့်ဒီအစွမ်းတတ္တိတွေဟာရှိနေမှာပဲဘယ်နိုင်ငံဘယ်နေရာရောက်ရွတ်ဖတ်မယ်ဆိုရင်ကပ္ပထာယေစွမ်းတတ္တိတွေရှိနေမယ်ကဘာတည်ပြီးတော့စွမ်းတတ္တိရှိမဟာတေသံအစွမ်းတကုအမတမကြီးတယ်အဲ့ဒီကြီးတဲ့အင်္ဂုလိမာလပြိတ်ကိုတို့တွေရွတ်ဖတ်ကြပါစို့လို့ဒီလိုပြေမောင်းလေးကပြောထားတာနော်အဲ့တော့ဒီနေရာမှာအင်္ဂုလိမာလပရိတ်ဟာအစွမ်းတကုကြီးတယ်အဲ့ဒီအစွမ်းတကုဟာတကဘာပတ်လုံးတည်တဲ့အစွမ်းတကုဖြစ်တယ်ကဘာတည်တဲ့၍တည်ရှိနေတဲ့အစွမ်းတကုဖြစ်တယ်ရွတ်ဖတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ထိုင်တဲ့နေရာလေးကိုဆေးကြောတန့်စင်တဲ့ရေစင်ရေအေးနဲ့ဖြန်းရင်တောင်မှပဲဘေးရန်ခတ်သိမ်းနေကင်းငြိမ်းသွားနိုင်တယ်အမျိုးသမီးတွေမိမဖွားနိုင်တာလဲလွယ်ကူကူနဲ့မိဖွားဖို့ကိုပြီးစေနိုင်တယ်ဟောဒီအကျိုးတွေကိုအင်္ဂုလိမာလပြိတ်ကစွမ်းတတ္တိပေးဖြစ်ပေါ်စေတယ်အဲ့တော့ဆိုလိုတာအင်္ဂုလိမာလပြိတ်ဟာမိမဖွားနိုင်တဲ့ကိစ္စတစ်ခုသာအသုံးဝင်တာမဟုတ်ဘူးအကုန်လုံးဘေးရန်အန္တရာယ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဒီအင်္ဂုလိမာလပြိတ်ဟာသစ္စာဆိုတာဖြစ်သောကြောင့်အစွမ်းတတ္တိထက်တယ်စွမ်းတတ္တိထက်တဲ့သစ္စာစကားမြတ်စွာဘုရားကဆိုခိုင်းတဲ့သစ္စာစကားဖြစ်သည့်အတွက်ကြောင့်အဲ့ဒါမှစွမ်းတတ္တိထက်တယ်လို့ဒီလိုပြောတာဒါကပရိတ်မောမှာဒီလိုဆိုထားတာနော်မြတ်စွာဘုရားကအင်ရှင်ကုလိမာလဒီပရိတ်သင်ပေးထားတာအဲ့တော့ဒီနေရာလေးမှာအလုံးနဲ့ဒီပရိတ်ဟာအတူဆုံးပရိတ်လို့လည်းပြောရမှာပဲပရိတ်ကြီး17သုတ်ထဲမှာတော့အတူဆုံးပဲဖြစ်ပါလေအတူဆုံးမရပဲလည်းဖြစ်နေမှာနော်ရှည်တာတွေရပြီးအတူဆုံးမရပဲလည်းဖြစ်နေယတောဟံပကိနိအရိယာယသာတိယသာတောနာဘိသာနာမိသင်္စိစပါဏံစီတာတေနသစ္စေနသုထိတေဟောတုသုထိခပတာဒါလေးပဲဆိုထားတာနော်ဆိုလိုရင်းကတော့အရိယာဇတ်ယဟန်မြတ်ဖြစ်တဲ့အချိန်ကစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားဝါတွေကိုတတ်တယ်ဆိုတာသူမသိပါဘူးမသိဘူးဆိုတာဘယ်တော့မှမတတ်ခဲ့ပါဘူးအရိယာဇတ်ယဟန်မြတ်ဖြစ်တဲ့အချိန်ကနေစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားဝါရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာဟာဘယ်လိုတွေးလို့မှမရနိုင်ပါဘူးလုံးဝမလုပ်တော့မလုပ်ဘူးပေါ့နော်လုံးဝကင်းရှင်းတယ်ဆိုရင်အတိတ်နာဘိသာနာမိဆိုတာတတ်ခဲ့တယ်ဆိုတဲ့အသည့်သူကောင်းထဲမှာရှိကုန်ရှိတာအဲ့ဒါမှန်သောစကားကိုဆိုလိုက်တာပဲသစ္စာစကားကိုဆိုလိုက်တာ
အဲ့ဒီသစ္စာစကားရဲ့အစွမ်းကြောင့်တုဋ္ဌိတေဟောတုချမ်းသာပါစေဆိုတာအလုံးတည်းကြီးဆိုမိခင်ကိုရည်ညွှန်းတုဋ္ဌိတေဟောတုချမ်းသာပါစေတုဋ္ဌိခဗ္ဗတကိုကကလေးလေးလည်းချမ်းသာပါစေဟောဒီလိုပြောလိုက်တာဆိုကလေးရောမိခင်မှာချမ်းသာပါစေလို့ဒီမှာတော့ဒီလိုဟောထားတာပေါ့နော်အဲ့တော့ဒီသစ္စာစကားရဲ့အစွမ်းတတိကိုဖော်ညွှန်းတဲ့ဒီအင်္ဂုလိမာလတော့မြတ်စွာဘုရားကဘာဖြစ်လို့ရှင်အင်္ဂုလိမာလကိုဒီပရိစ္ဆကာသစ္စာစကားကိုဟောကြားပေးရတာလေလို့ဆိုအကြောင်းရှိတယ်ပေါ့အကြောင်းရှိတယ်အစကနေစပြောမယ်ဆိုရင်အင်္ဂုလိမာလအကြောင်းဟာလူတိုင်းသိနေကြတာသို့တော့မစ္စည်းမပဏ္ဏတမှာလာတဲ့အင်္ဂုတ္တရပါဠိမှာလာတဲ့မစ္စည်းမပဏ္ဏတပါဠိမှာလာတဲ့မစ္စည်းမနိကေမစ္စည်းမပဏ္ဏတမှာပါတဲ့အင်္ဂုလိမာလတုတ်ကအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကောသလတိုင်းမှာအင်္ဂုလိမာလတော်ထဲမှာတူတဲ့တောင်းချမ်းနေတဲ့ဒုသသမားကြီးပဲတော်ထဲမှာဘယ်သူမှဖြတ်မသွားရဘူးဖြတ်သွားတဲ့လူတွေဟာအသက်ခံရတာကြီးပဲလူတွေတပ်ပြီးသူကဘာလုပ်တုံးဆိုရင်လူတွေရဲ့လက်ညှိုးကိုဖြတ်ပြီးတော့အဲ့ဒီလက်ညှိုးကိုကျိုးနဲ့ဖောက်တည်ပြီးတော့လက်ဘင်းကိုဆွဲထားတာဒီလောက်ရက်စက်ချမ်းညုတ်တဲ့လူသမားကြီးလှုပ်တော့တဲ့တိတ်ရက်စက်တဲ့လောဟိတပါဏိသွေးစွန်းသောလက်ရှိတယ်နိကာရုဏိကအကျဉ်းတရားကင်းမဲ့တယ်အဲ့ဒီအကျဉ်းတရားကင်းမဲ့တဲ့ဒီအင်္ဂုလိမာလတရင်ဟာတတိုင်းလုံးတစ်ပြည်လုံးဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးတော့နေကြတာတတိုင်းတစ်ပြည်လုံးဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးတော့နေကြတယ်ပဟတပဟတိနိဝိထောဘယ်တော့ပဲဖြစ်ဖြစ်ဝင်လာလို့ရှိရင်တော့သူ့လက်ချက်နဲ့အသက်ထွက်ရမှာပဲသိကြတယ်သူ့အနေရကလွတ်အောင်လို့အဲ့ဒီတောကြီးကိုမဖြတ်ဘဲနဲ့မဖြစ်လို့ဖြတ်တန်းသွားလာတဲ့ပုဂ္ဂိုလ်တွေဟာအုပ်စုဖွဲ့ပြီးတော့10ယောက်တစု20တစု30တစု40တစု50တစုအကွယ်တွေလုတ်ပြီးတော့တောစခန်းကိုဖြတ်တန်းသွားရင်လည်းပဲသူ့လက်ကမလွတ်ဘူးတဲ့လူတွေဘလောက်များများလာခဲ့သူ့အတန်ကြားလို့ရှိရင်တော့အားလုံးဟာချက်သေးသေးပြီးကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်ဒါလောက်ထိအောင်သူကတောင်းကျမ်းနေတာပေါ့သူ့ကိုအမတမကြောက်ဖိမ့်မိန်တုံအောင်ကြောက်နေရဖိမ့်မိန်တုံအောင်ကြောက်ရတယ်ဆိုတိုင်းပြည်အုပ်ချုပ်တဲ့ကောသလမင်းကြီးတောင်မှပဲသူ့တရင်ကြားယုံနဲ့ကြောက်လန့်နေအဲ့လိုနာမည်ကြီးနေတဲ့တောကြီးထဲမှာအုပ်စိုးနေတဲ့ကဘာကျော်လူသတ္တမကြီးအင်္ဂုလိမာလအဲ့လိုနာမည်ကြီးနေတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီတောဘက်ကိုကြွသွားဘာဖြစ်လို့ကြွသွားလဲလို့ဆိုလို့ရှိရင်တိုင်းပြည်ကစူးလာပြီအဲ့ဒီပြလာပြီအင်္ဂုလိမာလတောဖုံလူသတ္တမကြီးကိုနှိမ်နှင်းဖို့ရအတွက်တောင်းဆိုလာကြတယ်အဲ့ဒီတောင်းဆိုလာတဲ့အခါသူ့မိဘတွေကတခြားမဟုတ်ဘူးဘုရင်ရဲ့အကြံပေးပရောဟိတ်ပုံနာနဲ့ပုံနေမကြီးဖြစ်တယ်သူတို့သားရဲ့မူလနာမည်ကအဟိန္တကလို့ခေါ်တယ်လူသားသမားဘဝရောက်သွားတဲ့အခါကျတော့အဟိန္တကဆိုတဲ့နာမည်မရှိတော့ဘူးအင်္ဂုလိမာလဆိုတဲ့နာမည်နဲ့နာမည်ကြီးသွားတယ်
အင်္ဂုလိဆိုတာလက်ချောင်းမာလာဆိုတာပန်းကုန်းနော်အင်္ဂုလိမာလာလက်ချောင်းကိုပန်းကုန်းကြီးလုပ်ပြီးတော့ဆွတ်ထားတာလက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့ပန်းကုန်းကြီးတို့ဆွဲထားတယ်နော်ပန်းကုန်းကိုလည်းပင်ဆွတ်ထားတယ်လို့လက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့လည်းပင်ဆွတ်ထားလို့အဲ့ဒါကိုမြင်ခဲ့တဲ့လူတွေကအေးဒုသသမားကြီးကလက်ချောင်းကလေးတွေကိုပန်းကုန်းလို့လုပ်ပြီးတော့လည်းပင်ဆွဲထားတယ်လို့ဆိုတာပြောရတာနေပြီးတော့အင်္ဂုလိမာလာနဲ့နာမည်တွင်နေတာနော်တိုင်းပြည်ကတောင်းဆိုလာတဲ့အခါကျတော့ဘုရင်ကြီးကအင်္ဂုလိမာလာကိုဖမ်းဖို့အချိန်ချင်းကြိုးစားတယ်စင်တပ်ကိုလွှတ်လိုက်တယ်အင်္ဂုလိမာလာဟာဘလောက်စွမ်းရည်တတ္တိရှိတုံးဆိုစင်တပ်လာလဲသူ့ရဲ့အတန်ကြားတော့ဆင်နေပါလန့်ပြေးတယ်မြင်းတက်နဲ့ဖမ်းဖို့ကြိုးစားတော့လဲမြင်းနေပါလန့်ပြေးသွားတယ်ရှေ့ကပြေးနေတဲ့ဆင်တော်သူကနောက်ကနေလိုက်ပြီးတော့ဖမ်းနိုင်တယ်ပြေးနေတဲ့မြင်းကိုလည်းနောက်ကလိုက်ပြီးတော့ဖမ်းနိုင်တယ်အားလည်းအဲ့လောက်ကောင်းတယ်လို့ဒီလိုပြောတာနော်စင်တဲ့မြင်းတက်နဲ့လာလဲမလွတ်ဘူးသူလည်းကအလုံးဟာကိုလိုယုံကြည်တော့ပြေးမှလွတ်ကြသူနဲ့တွေ့လို့ကတော့ဘယ်သရဝါမှမချောင်သူ့ထဲမှာဓာပါတယ်လှမ်းပါတယ်လေးများပါတယ်အကာအကွယ်ဒိုင်းနေပါတယ်ဟောဒီလိုအဲ့ဒီမှာဘုရင်ကအရေးယူတော့မယ်လို့ဆိုတဲ့အခါကျတော့ပရောဟိတ်ပုံနာကြီးကသူဇနီးတဲ့ပုံလေးမှယူပြောတယ်အင်္ဂုလိမာလာတတိုင်းလုံးတစ်ပြည်လုံးဖိမ့်ဖိမ့်တုံအောင်ကြောင်းနေတဲ့အင်္ဂုလိမာလာဆိုတာတခြားမဟုတ်ဘူးမင်းသားဆိုးနေတာဆိုတော့အမေရဲ့နှလုံးသားဟာအင်တမနုညံ့တယ်လေသားဆိုတော့ငါသားကငါပေါ်တော့ငါတော့တတ်မှာမဟုတ်ဘူးငါသွားပြီးတော့ငါသားကိုဖြောင်းပြမှပဲဆိုတော့ရဲသွားဖို့ကြိုးစားတာပေါ့အဲ့ဒီမှာအင်္ဂုလိမာလာကအမေလာလဲတတ်မှာပဲဘယ်သူမှမရှောင်အကယ်၍သာအမေကိုတတ်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂုလိမာလာရဲ့ဘဝကပါရမီဖြည့်လာတဲ့တိဟိပရိသတ်တွေစတဲ့ဥပနိဒေယတွေဟာပျက်စီးသွားနိုင်တယ်နော်ပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်မာတုကာရကကံကျွလွန်လိုက်လို့ရှိရင်ဒီဘဝအဆုံးသတ်နိုင်မှာမဟုတ်တော့ဘူးယန္တာဖြစ်ဖို့ဝေးသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကမမှားရအောင်လို့ဆိုပြီးတော့အင်္ဂုလိမာလာရှိတဲ့ဘက်ကိုကိုယ်တိုင်တပိတ်သင်္ကန်းလွယ်ပြီးတော့ကြွသွားတာအဲ့ဒီတောလန်းသွားတဲ့အခါကျတော့နွားเจ้าသားတွေတို့ခရီးသွားတွေတို့စိတ်เจ้าသားတွေတို့နဲ့တွေ့တဲ့အခါစိုးရိမ်တကြီးသူတို့ကဝိုင်းထားကြတယ်အရှင်ဂေါရမဒီဘက်မသွားနဲ့ဒီဘက်မသွားနဲ့ကြောက်စရာကောင်းတဲ့လူသားသမားကြီးရှိတယ်ဘယ်သူမှမလွတ်ဘူးလူ450စုသွားလဲသူ့လက်ကမလွတ်ဘူးရှင်ဂေါရမမသွားလေနဲ့မသွားနဲ့မြတ်စွာဘုရားမကြားကြအောင်ဆောင်ဆက်သွားတာပဲတောထဲရောက်တော့အင်္ဂုလိမာလာကဝင်းလာကြတဲ့ကတိနေဟိုမှာငါရှိတဲ့စီကိုလာနေတယ်ငါရဲ့သတင်းမကြားဘူးနဲ့တူတယ်အဲ့ဒီကလေးကစိတ်ကဒေါသထွက်တယ်သူ့ကိုပမာမခန့်လုပ်တယ်လို့ထင်တယ်ဒီယဟန်ကိုတတ်မယ်လို့ဆိုပြီးတော့ဒိုင်းတို့လေးတို့မြားတို့ဒါတွေကိုအကုန်လွယ်ထုံးစံတိုင်းပေါ့သူခန္ဓာကိုယ်မှာအကုန်လုံးဖွဲ့ချီနှောင်းပြီးတော့မြတ်စွာဘုရားနောက်ကနေပြီးတော့လိုက်တော့တာပြေးလိုက်တယ်အဲ့လိုပြေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကတကူတော်နဲ့ဖန်ဆင်းထားလိုက်တယ်အင်္ဂုလိမာလမြားတကန်းလောက်အကွာမှာသူ့ကိုမှီလို့မရအောင်မြားနဲ့လှမ်းပစ်လည်းမမှီလောက်တဲ့နေရာလောက်အင်္ဂုလိမာလနဲ့ဘုရားနဲ့ခတ်ဝေးဝေးဖြစ်နေအောင်ဖန်တီးတာမြတ်စွာဘုရားကတော့ပုံမှန်လေးကြွတယ်အင်္ဂုလိမာလကြီးကပြေးလိုက်လာတာပြေးလိုက်လေဝေးသွားတာခုခေတ်လမ်းလျှောက်ဆက်ကြီးလိုများဖြစ်နေမလားမသိဘူးဘလောက်သွားရှေ့ကိုမရအောင်ဘူးအင်္ဂုလိမာလန
နော်လမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်နေလို့ကတော့တထွာမှရှေ့ရောက်မှာမဟုတ်အဲ့တော့အင်္ဂုလိမာလလည်းရှေ့မရောက်ဘူးဒါပေမဲ့ခရီးကသုံးယူစနာကွာလောက်ထိအောင်ရောက်သွားပြေးလိုက်ရဘယ်တော့ကြည်ကြည်ဖျားကသူနဲ့အကွာဝေးရအဲ့လောက်ပဲဖြစ်တယ်ဘလောက်ပြေးပြေးအနာရောက်လိမ့်မယ်ထင်တယ်မရောက်ဘူးအကွာဝေးရတလောက်ပဲဖျားကတော့ပုံမှန်လေးသွားနေတာအဲ့ဒီမှာပို့ပြီးတော့မခံကြည့်မခံတာဖြစ်လာတာပေါ့လူကမောလာပြီးတော့မခံကြည့်မခံတာသုံးယူစနာဆိုတဲ့ခရီးပြေးရတာနဲတာမှမဟုတ်တာမိုင်နဲ့တွေ့ရင်တော့အတိအကျတော့ပြောလို့မရဘူးတယူစနာကို10မိုင်လို့ဆိုတာရှိတယ်12မိုင်လို့ဆိုတာရှိတယ်ဘယ်ဟာတိကျတယ်လို့ဒါတွေကခုခေတ်လို့တိုင်းတာထားတာမဟုတ်သည့်အတွက်ကြောင့်ပြောရတာတော့ခက်တယ်ပေါ့အဲ့ဒီလိုသုံးစနာလောက်ရှိတဲ့အဝေးကွာထိအောင်ရောက်တော့ရသော်ဘုရားကိုမိလူနဲ့သူကမိမယ်နဲ့ကြိုးစားရင်မမိဘူးမမိတဲ့အခါကျတော့သူကလှမ်းပြီးတော့အော်တာတိဋ္ဌတမနဟေးကိုရောရက်လိုက်နဲ့လှမ်းပြီးတော့အော်တာအဲ့ဒီကျတော့မြတ်စွာဘုရားကသူ့ကိုလှည့်ပြီးတော့ပြောလိုက်တာငါရက်နေတာပါတဲ့မင်းမဲ့ရက်ဖို့လိုပါတယ်ဒီစကားလေးပဲပြောတာဘာမှမပြောဘူးဘုရားငါရက်နေတာလေးတဲ့မင်းမဲ့ရက်ဖို့လိုတယ်အဲ့တော့ဒီစကားကတာမန်ပုဂ္ဂိုလ်အတွက်တော့ဘာမှထူးဆန်းမှာမဟုတ်ဘူးရှင်အင်္ဂုလိမာလာကြီးမှာတော့ဟတ်ကိုထိသွားတယ်လို့ပြောမှာပေါ့နော်နှလုံးသားကိုထိသွားတယ်ဒီစကားလေးငါရက်နေတာမင်းမဲ့ရက်ပါအတွေးဝင်သွားတယ်ဒီယဟန်တွေဟာဘယ်တော့မှလိမ့်လေလှည့်ပြားပြီးတော့ပြောလို့မရှိကြဘူးဘုရားပြောတဲ့ပုဂ္ဂိုလ်မျိုးတွေမဟုတ်ဘူးသူကသွားနေရင်ငါရက်နေတာလို့ပြောတယ်ငါကြတော့ပြေးလိုက်နေတာတော့မင်းရက်လို့ပြောတယ်ဒါလေးပဲရှိမယ်သူစိတ်ထဲမှာစိတ်ကိုဖြေလျှော့လိုက်လျှော့ပြီးတော့မေးခွန်းထုတ်လိုက်တယ်ဒီပါအောင်ကိုရောကသွားနေရတဲ့နဲ့ရက်တယ်လို့ပြောတယ်ကျွန်ုပ်ရက်တာတော့မင်းရက်ဖို့လိုတယ်လို့ပြောတယ်ဘာအဓိပ္ပာယ်လဲဘယ်လိုရည်ရွယ်ပြီးတော့ပြောတာတော့လို့ဆိုမြတ်စွာဘုရားအေးငါကသူများတဲ့ကိုတတ်ချင်းစားတဲ့အကုသိုလ်တွေကစောင့်စည်းပြီးတော့အကုသိုလ်အလုပ်တွေကိုမလုပ်တော့ဘူးကောင်းတဲ့တရားတော်ပေါ်မှာကောင်းတဲ့ကိုချင်းတရားပေါ်မှာငါကရက်နေတာမင်းကလူတကာလိုက်တတ်နေတော့မင်းကမရက်သေးဘူးတနည်းအားဖြင့်ငါကပါဏာတိပါဒဆိုတဲ့အလုတ်ကစပြီးအကုသိုလ်မှန်သမျှကိုရပ်ဆိုင်လိုက်ပြီးငါမလုပ်တော့ဘူးမင်းကအကုသိုလ်မှန်သမျှတွေအကုန်လုပ်နေတာဆိုတော့မင်းရပ်ဖို့လိုတယ်ဟောဒီလိုရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီမှာညံပွက်သွားတာဟာဘာကိဝေမင်းသားယဟန်ဆိုတာသူပဲနေမှာပဲကြည်စံငါမကြားဘူးတဲ့စကားတွေပြောတယ်ဆိုပြီးစိတ်ထဲမှာသိချေနှက်သွားပြီသူဆုံးဖြတ်လိုက်တယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကညံထက်တဲ့ပုဂ္ဂိုလ်တွေကသူများတွေလို့မပြတ်သားတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးသူတို့ကလှုပ်ပြီးဆိုရင်ပြတ်သားတယ်သူလက်ထဲပါတဲ့လေးတွေများတွေတနတ်တွေလှမ်းနေတနတ်တော်ပါပါအောင်လေနော်ဓာတ်တွေအကုန်လုံးဘေးလမ်းဘေး6ထဲအကုန်ပြစ်ချလိုက်ပြစ်ချပြီးတော့ဘုရားရှိခိုးမှာဒူးထောက်အဲ့ဒီကြတော့ဘုရားကိုချင့်ကပ်လို့ရသွားပြမလို့တဲ့စိတ်နဲ့လိုက်နေသမျှတော့သူဘယ်လိုမှချင့်ကပ်လို့မရမပြမတော့ဘူးလို့လဲစိတ်လဲရောက်လိုက်ရောဘုရားနာရောက်သွားတယ်သူကဘုရားရှိခိုးမှာဒူးထောက်ပြီးတော့သူ့ကိုယဟန်အဖြစ်လက်ခံမှာဒါတွေအလုံးဆုံးပင်လိုက်ပါပြီဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခုလာခဲ့တွားခါတော်ဓမ္မောငါဟောထားတဲ့တရားတွေကမှန်ကန်တယ်ဂရန်တီပေးတာနော်အမှားမရှိစေရစရဗြဟ္မစရိယတမ္မာဒုက္ခတအန္တကရိယယမှန်ကန်တဲ့နိလန်းနဲ့ဆင်းရဲဒုက္ခအဆုံးသတ်ဖို့မြတ်သောအကျင့်လို့ဆိုတဲ့ဘဂိတ်ရှိပါအကျင့်တရားကိုကျင့်မှာလို့ဟောတာဝန်မှာပေးလိုက်တယ်မြတ်စွာဘုရားဘဂိတ်ရှိပါအကျင့်တရားကိုကျင့်
အဲ့ဒီမဂ္ဂင်7ပါးကျင့်တရားကိုကျင့်မှဒုက္ခအဆုံးသတ်မယ်ဆိုပြီးအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့ပဲသူကယဟန်ဘဝကိုရရှိသွားတယ်ပေါ့လူသင်ပြောက်ပြီးတော့လူသားသမားကြီးကယဟန်တစ်ပါးအဖြစ်ရောက်သွားမြတ်စွာဘုရားနောက်ကသပိတ်လေးလွယ်ပြီးတော့လိုက်ဖယားနဲ့အင်္ဂုလိမာလစေတော်အကြောင်းပြန်ကြွသွားကြနောက်ကပါလာစေတော်အကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်းနေတဲ့ဘေးကအင်္ဂုလိမာလရပ်တောင်လေးခတ်ပေးပြီးမြတ်စွာဘုရားကိုဝတ်ကြိုးငယ်ပြုတ်နေတဲ့အချိန်ဘသူရောက်လာတော့ဆိုစေတော်အကြောင်းထဲမှာမြင့်တက်ကြီးနဲ့ကောသလမင်းကြီးရောက်လာတယ်မြင်း900စစ်အင်အား900ကျော်နဲ့ရောက်လာအင်္ဂုလိမာလစီသွားမလို့ဟာတိုက်ရိုက်မသွားဘူးဖះစီလက်ဝင်လာကြောက်တာဇေတော်ကျောင်းရောက်လာတော့အဲ့ဒီအချိန်ကြီးမှာစစ်တပ်ကြီးနဲ့ဇေတော်ကျောင်းရောက်လာတယ်ဖះရှိရောက်လာတော့မြတ်စွာဘုရားကမေးတယ်မြင့်တက်ကြီးနဲ့လာတယ်ဆိုတော့မြတ်စွာဘုရားတရားတော်မင်းကြီးဘာလို့မလို့လဲဗိမိတာရနဲ့ရံဖြစ်ကြပြန်မလားမကရာတိုင်းနဲ့ဗိမိတာရကစိတ်ဆိုးလို့ရံဖြစ်ကြတာလားသို့မဟုတ်ဝေသာလီနဲ့ရံဖြစ်ကြတာလားဘယ်ကိုစစ်တိုက်ဖို့သွားမလို့လဲလို့ဆိုကောသလမင်းကြီးကမဟုတ်ဘူးဗျာတဲ့ကောသလတိုင်းထဲမှာနာမည်ကြီးဖိမ့်ဖိမ့်တုံအောင်ကြောက်နေရတဲ့ဒုသတ္တမကြီးတောထဲမှာရှိတယ်သူ့ကိုဖမ်းဆီးဖို့သွားမလို့ပါနော်ဖမ်းဆီးလို့သူ့ကိုမြင်းတက်နဲ့သွားပြီးတော့ဖမ်းဖို့တပည့်တော်ထွက်လာအဲ့ဒီတော့မြတ်စွာဘုရားမေးလိုက်တယ်ဒကာတော်မင်းကြီးတဲ့အဲ့ဒီအင်္ဂုလိမာလလူသက်သမားကြီးကဘုန်းကြီးဝတ်နဲ့ကိုကျင့်သီလတွေပြည့်ပြည့်ဝဝနဲ့ယဟန်အကျင့်ကိုကျင့်နေတာဘုန်းကြီးဝတ်ပြီးတော့ယဟန်ဘဝယဟန်အကျင့်ကိုကျင့်နေတာကိုတွေ့ရင်ဘာလုပ်မလဲဘုရင်ဆိုတာလှုပ်ချင်လှုပ်မှာမြတ်စွာဘုရားကကျွတ်တင်ပြီးတော့အာမခံတောင်းလိုက်တာနော်သူ့ကိုသင်္ကန်းဝတ်နဲ့ကိုကျင့်တရားကောင်းကောင်းနဲ့နေတာထိုင်တာကိုကျင့်သီလနဲ့ပြည့်ပြည့်ဝဝအကယ်၍တွေ့မယ်ဆိုရင်ဘာလုပ်မလဲအေးအေးယူအောင်မလားလို့မေးတဲ့သဘောပါဘာလုပ်မလဲဆိုကောသလမင်းကြီးကသူတောင်မတိုက်ဖဲနဲ့သူငြိမ်းချမ်းသွားတာကြိုက်တာပေါ့နော်အဲ့ဒါလိုယဟန်ဝတ်နဲ့ကိုကျင့်သီလနဲ့ပြည့်ပြည့်ဝဝနဲ့တရားကျင့်နေတယ်ဆိုရင်တပည့်တော်ကပဲလက်ဥချီမိုးရှ िख ိုးလို့ပစ္စည်းလေးပါထောက်ပံ့လှူဒန်းမှာပါဗျာတဲ့ဒါအလိုရှိတပည့်တော်ကပဲလှူဒန်းရမှာပါဗျာတဲ့ဆိုပြီးတော့နောက်ကဘာပြောလိုက်ပြန်တော့ဆိုဒီလောက်ဆိုးတဲ့လူဟာဘယ်လိုလုပ်ပြီးတော့ဘုန်းကြီးဝတ်မှာတော့ဒီလောက်ဆိုးတဲ့လူဘယ်လိုလုပ်ဘုန်းကြီးဝတ်ကိုချင်းသီလနဲ့ပြေဝတယ်ဆိုတာဘယ်လိုလုပ်လူတကာရဲဆက်ဆက်တတ်နေတဲ့နာမည်ကျော်လူသားသမားကြီးကဘယ်လိုလုပ်ဘုန်းကြီးဝတ်မှာတော့ကိုချင်းတရားနဲ့ဘယ်လိုလုပ်ပြည့်စုံမှာတော့ဆိုအဲ့ဒီကြတော့မှမြတ်စွာဘုရားကတရားတော်မင်းတရားကြီးအင်္ဂုလိမာလဆိုတာဟောဒီရက်ခတ်နေတဲ့ကိုတော်ပဲဆိုဟောထပြေးကြတယ်တဲ့ဝုန်းနဲ့နော်နောက်ကပါလာတဲ့အမတ်တွေပါတယ်အကုန်လုံးဘုရင်ကြီးကတော့ရာဇအိန္ဒြေเจ้าလို့ထမပြေးပဲနဲ့တုံတုံလှုပ်လို့ကြောက်လန့်နေတာတဲ့အဲ့လိုပါဠိတော်ထဲမှာတော့ထပြေးကြတယ်လို့မပါဘူးကောသလမင်းကြီးကစိတ်ထဲမှာကြောက်ရွံ့သွားတယ်ဆိုတာပဲပါတယ်ကောသလမင်းကြီးကြောက်ရွံ့သွားတာကြောက်တယ်ဆိုတာလည်းပဲမျက်နှာမှာပေါ်တယ်လေစိတ်ဆိုးရင်လည်းမျက်နှာမှာပေါ်တယ်ကြောက်တယ်ဆိုရင်လည်းမျက်နှာမှာပေါ်တယ်မျက်နှာမူရအကဲခတ်ပြီးမြတ်စွာဘုရားကတရားတော်မင်းတရားမကြောက်နဲ့သူ့ကြောင့်ဘာအန္တရာယ်မှမရှိဘူးဘယ်တော့မှဒုက္ခမပေးတော့ဘူးသူကဆိုတော့မှကောသလမင်းကြီးအရှင်အင်္ဂုလိမာလနာသွားပြီးတော့အရှင်အင်္ဂုလိမာလရဲ့အဖေအမေတွေကဘသူတွေတုံးပေါ့ဘယ်အနွယ်ကနေဝတ်လာတာတော့ဆိုတရားတော်မင်းကြီးကျွန်ုပ်ရဲ့အဖေကခက်ခလို့ခေါ်ပါတယ်အမေကမန္တာနီလို့ခေါ်ပါတယ်ဆိုတော့အရှင်ခက်ကမန္တာနီပုဒ္ဒမန္တာနီပုံလေးမရဲ့သားဖြစ်တဲ့အရှင်ခက်ကလူရာရှိအမိတ်ရှိပါသူထောက်ပံ့လှူဒန်းပါမယ်
အဲ့ဒီချိန်မှာရှင်အင်္ဂုလိမာလာကတိစေပရိတ်ဒူရင်ဆောင်တယ်သင်္ကန်းသုံးတယ်တောရကြောင်းမှာပဲနေတယ်ဆွမ်းခံစားတယ်ဆိုတဲ့ဒူရင်ကျင့်နေကျင့်တယ်အဲ့ဒါလို့ကောသလမင်းကြီးဟာရှင်အင်္ဂုလိမာလာနာသွားလျှောက်ထားပြီးတော့အေးချမ်းချမ်းပဲနန်းတော်ပြန်သွားတယ်ပေါ့စစ်မတိုက်လိုက်ရတော့တပုတ်ဒီလူသားသမားဖမ်းမှုအလုပ်ဟာဖမ်းရမလို့တော့အဲ့ဒီမှာမြတ်စွာဘုရားထံလာပြီးတော့တအံတော်ပြောတယ်မြတ်စွာဘုရားရဲ့ဆုံးမမှုဟာဓာလည်းမပါဒုတ်လည်းမပါလက်နဲ့လည်းမပါပဲနဲ့လိမ္မာရင်ကျေးတော်အောင်တကယ်ကိုကြံတန်ရက်စက်တဲ့အင်္ဂုလိမာလာတို့လူချမ်းကြီးကိုအခုလိုရင်ကျေးသွားတော့အောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာဟုတ်တာပဲတကယ်အံ့ဩစရာကောင်းတာပဲဒီလောက်စိတ်ချမ်းကိုယ်ချမ်းရှိတဲ့လူတယောက်ဟာအခုဟာတိမ်မွေ့သွားတယ်မရင်ကျေးတဲ့လူရင်ကျေးသွားတယ်မတိမ်မွေ့တဲ့လူတိမ်မွေ့သွားတယ်မငြိမ်းချမ်းတဲ့လူတွေငြိမ်းချမ်းသွားတယ်ဒီလောက်ချမ်းတဲ့ပုဂ္ဂိုလ်ဒီလိုရင်ကျေးပြီးတော့ကြည်စံအိန္ဒိယရနဲ့ဖြစ်သွားတာဟာအမတမအံ့ဩဖို့ကောင်းပါပေတယ်ရသော်ဘုရားကိုချီးမွမ်းတောပနာပြုပြီးတော့ပြန်သွားအဲ့ဒါရှင်အင်္ဂုလိမာလာသာသနာ့ဘောင်ဝင်တဲ့အခန်းလေးပဲအဲ့ဒီသုဒ္ဓမှာဒီလိုပါအဲ့တော့ရှင်အင်္ဂုလိမာလာရမ်းဖြစ်လာတဲ့အခါမှာဆွမ်းခံစားတော့တစ်မျိုးလုံးဖိမ့်ဖိမ့်တုံတုံကြောက်ထားတာဆိုဟာအင်္ဂုလိမာလာလာပြီးဟေ့ဆိုလို့ရှိရင်ဘယ်သူကမှဆွမ်းထွက်လောင်းရဲတာမဟုတ်ဘူးလေမြင်နာနဲ့တကားတွေပိတ်အိမ်တကားတွေပိတ်လူတွေပျောက်သွားတာလမ်းပေါ်မှာတယောက်မှမရှိဘူးကုန်ထွက်ပြေးကုန်သူဆွမ်းခံကြွလာတာမြင်နာနဲ့ဘလောက်ကြောက်တယ်ဆိုတာစဉ်းစားကြည့်နော်လူတွေကြောက်ပြီးတော့အကုန်လုံးပြေးကုန်ကြမခံနိုင်လွန်းတဲ့လူတွေကြတော့ဘာလို့ကြလဲငါအဖေတတ်ထားတယ်ငါအမေတတ်တယ်ငါဆွေမျိုးတွေတတ်ထားတယ်ဆိုအဝေးကနေနဲ့ထုမြင်နဲ့မလို့ရဘူးလိုက်ဖမ်းမှလည်းကြောက်သေးတယ်သူတို့အဲ့တော့ရှင်အင်္ဂုလိမာလာတပိတ်ကွဲခေါင်းကွဲသင်္ကန်းတွေစုပ်ပြတ်ဆွတော့မရဘူးတပိတ်ထဲရတာကြောက်ခဲပဲရအဲ့လိုနဲ့ဆင်းရဲဒုက္ခတွေဖြစ်တယ်ဒါကအကုသိုလ်ကံကအကျိုးပေးတာဒီအကုသိုလ်ကံတစ်ခုပဲလှုပ်ကုသိုလ်ကံပဲလှုပ်သုံးမျိုးကွဲထွက်သွားတယ်အဲ့ဒါကိုသတိထားဖို့လို့ဘယ်သူပဲဖြစ်ဖြစ်အခုဘဝမှာကုသိုလ်ကောင်းမှုလုပ်ရင်လည်း၃မျိုးအကုသိုလ်လုပ်ရင်လည်း၃မျိုးဆိုတာဘာလဲလို့ဆိုရင်စွမ်းဆောင်မှုအားကောင်းတဲ့ကုသိုလ်ဇောအကုသိုလ်ဇောကုသိုလ်ဇောအကုသိုလ်ဇောဖြစ်လာတဲ့အခါမှာပထမဆုံးစဖြစ်တဲ့ဇောဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်နောက်ဆုံးဇောကိုတော့အပရာပရိယဝေရဏိယနောက်ဆုံးဇောကိုတော့ဥပပိစ္ဆဝေရဏိယကံလို့ခေါ်တယ်ဒုတိယဘဝမှာဘဝတစ်ခုအကျိုးပေးအလဲ၅ဇောကြတဲ့အခါကျအပရာပရိယဝေရဏိယကံလို့ခေါ်တယ်တတိယဘဝကနေစပြီးတော့နိဗ္ဗာန်ရသည့်ထိအောင်အကျိုးပေးတယ်ဒီလိုရှင်အင်္ဂုလိမာလာလှုပ်တဲ့ကံတွေဟာလေအဲ့ဒါလို့၃မျိုးဖြစ်တယ်ပေါ့၃မျိုးဖြစ်တယ်၃မျိုးဖြစ်တဲ့အခါမှာပထမဒီဘဝအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေရဏိယကံကြောင့်တခြားကိုပြစ်လိုက်တဲ့ခဲကလည်းသူ့ခေါင်းပဲရောက်လာတယ်ပြစ်ထားတော့တခါတလေသူ့စီပြစ်တာမဟုတ်ဘဲနဲ့လေသူ့ဝဲမှန်တယ်အကုသိုလ်ကျိုးပေးပြီဆိုရင်အဲ့ဒါမျိုးနော်သူ့လှုပ်တာမဟုတ်ဘဲနဲ့လေသူ့စီရောက်ချင်ရောက်လာအကုသိုလ်ဟာတော့ကြောက်စရာကောင်းတယ်ဒီလိုဒုက္ခတွေနဲ့ဆွမ်းစားရဖို့အမှန်တမ်းခရင်တဲ့အနေထားမျိုးရောက်လာဒါတွေမကဘူးရှင်အင်္ဂုလိမာလာတရားအထုတ်လို့မရရှာဘူးတရားအထုတ်လို့မရဘူးဘာလို့မရလဲဆိုတရားနှလုံးသွင်းဖို့တရားထိုင်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့စိတ်ထဲမှာမြင်ကွင်းကဘာတွေဖြစ်လာလို့ဆိုကဲတော်မူကြပါအောင်သနာပါအောင်သူမတတ်ပါနဲ့အမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့ဆိုရက်
အော်တန်ဟစ်တန်ပြေးတာလွှမ်းတာလဲပြိုတန်ဒါတွေကြီးပဲသူ့မြင်ကွင်းကအဲ့ဒါဝယုံသုံးကန်းဖြစ်ပြီးတော့သူကလိုက်တတ်တာကိုပြေးကြအော်ကြဟစ်ကြငိုကြယိုကြတောင်းပန်ကြအဲ့ဒါတွေရဲ့သွေးရဲရဲတန်ရဲရဲနဲ့ဟောမသေးခင်မျက်နှာကြီးတွေရှုပ်သွားတာတွေဒါတွေပဲသူ့မျက်စိထဲမှာပေါ်တာတရားထိုင်လိုက်ရင်ဒါတွေပေါ်လာတရားထိုင်လိုက်ရင်ဒါတွေပေါ်ဒါနဲ့ပဲတရားထိုင်လို့မရဘူးထသွားအတော်ကြောက်စရာကောင်းတယ်တမာတိဆိုစုစည်းဖို့မလွယ်ဘူးကိုလှုပ်တဲ့လှုပ်ရက်တွေကအရိပ်မဲကြီးတို့လာပြီးတော့စိတ်ကိုလွှမ်းမိုးနေတာအဲ့ဒါလို့လွှမ်းမိုးမှုခံထားရတဲ့အတွက်ကြောင့်စိတ်တွေကိုစုစည်းလို့မရဘူးလှုပ်ခဲ့တာတွေကလာပြီးလွှမ်းမိုးနေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနီးပေးတာယတောဟံဇာတိယဇာတောသင်္စိစ္ဆနာဘိသနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပိတာမွေးဖွားလာတဲ့အချိန်ကနေစပြီးတော့သေစီလူတဲ့စိတ်နဲ့ဘယ်တတဝါကိုမှမတတ်ဘူးတတ်တယ်လို့ဆိုတာဘယ်လိုမှစဉ်းစားလို့မရဘူးဆိုလိုတာကမြတ်စွာဘုရားကမွေးဖွားလာကြတဲ့ကနေဘယ်သူမှမတတ်ဘူးလို့ဒီလိုပထမဟောလိုက်တာဟောတော့ဘုရားရဲ့ရည်ရွယ်ချက်ကဇာတိယဇာတောယတောဟံဇာတိယဇာတောဆိုတာဘဝတစ်ခုလုံးကိုပြောတာမဟုတ်ဘူးယဟန်ဖြစ်လာတာကိုဘုရားရည်ရွယ်ပြီးတော့ပြောတာပြောတော့သူကဘာလျှောက်တော့တပည့်တော်ကဗျာတဲ့လူသတ်လာတာနှစ်ပေါင်းများကြီးပဲတဲ့အဲ့လိုပြောရင်တပည့်တော်ဘုဒ္ဓဝါဒဖြစ်လိမ့်မယ်တဲ့လိန်ပြောရရောက်လိမ့်မယ်ဆိုအဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားကပြင်ပေးလိုက်တယ်ယတောဟံအရိယာယဇာတိယဇာတောအရိယာယဆိုတဲ့စကားလုံးလေးကိုထည့်ပေးတယ်နော်မြင့်မြတ်တဲ့ယဟန်ဘဝအရိယာယဇာတိယအရိယာဇတ်လို့ခေါ်တယ်ဘုရားရဲ့အမျိုးအဲ့ဒီကနေစပြီးလူမတတ်တော့ဆိုလိုတာကယဟန်ဖြစ်တဲ့နေ့ကစပြီးတော့လူမတတ်တော့ရှေးတုန်းကတတ်တာတွေပြန်မတွေးနဲ့ဒီအချိန်ကနေစပြီးတော့ငါစင်ကြယ်တယ်ပါဏာတိပါဒအလုပ်ကိုမလုပ်ဘူးလို့ဆိုပြီးတော့စိတ်ကိုစောင့်တည်ခိုင်းလိုက်တာဟိုဘက်ကဟာတွေကိုအသာမေ့ထားလိုက်အဲ့ဒါမမေ့ရင်အရေးမဲကြီးလို့သူ့ရဲ့ခေါင်းထဲမှာခြားခြားလဲသွားပြန်တမာတိစုစည်းလို့မရဘူးအဲ့ဒါကြောင့်လှုပ်ခဲ့တာမေ့ထားလိုက်မေ့ပြီးတော့ဒီဘက်မှာစိတ်စောင့်တည်လို့ရအောင်မြတ်စွာဘုရားကနီးပေးတာနီးပေးလိုက်တဲ့အခါမှာရှင်ကုလိမာလာစိတ်စုစည်းလို့ရပြီနောက်ရဟန်းဖြစ်ပြီးရှေ့လောက်နေတော့မှသူယဟန္တာဖြစ်သွားတယ်အဲ့ဒီလိုယဟန္တာဖြစ်သွားတဲ့အခါမှာစွမ်းအားကြီးတဲ့ရတ္တမက်ဆိုတဲ့ကုသိုလ်ကကိရိတာတွေအလုံးကိုဖယ်ရှားပလိုက်တယ်ဖယ်ရှားပြလိုက်ရုံမကဘူးခုနကလူသားသမားဘဝကအကုသိုလ်တွေလုပ်တဲ့ထဲမှာဒိဋ္ဌဓမ္မဝေဒနိယကံကိုတော့သူမဖယ်ရှားနိုင်ဘူးဘဝတစ်ခုရထားတာဖြစ်တယ်ဥပပိစ္ဆတို့ကနောက်ရမှာဖြစ်တယ်အပရာပရိယဝိနည်းလည်းတန်တရာနောက်အဆက်မှာဖြစ်မှာဖြစ်တယ်အဲ့ဒီနှစ်ခုကိုတော့ကိရိတာဖယ်ခြင်းအဖြစ်ဥပပိစ္ဆဝေဒနိယကံအပရာပရိယဝေဒနိယကံတို့ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်ဒိဋ္ဌဓမ္မတော့ဖယ်ရှားလို့မရဘူးတဲ့ဒါကြောင့်ဘသူကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်သူ့ခေါင်းဝင်မှန်တာကြီးပဲဘယ်ကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်တခြားငှက်တကောင်ကိုလှမ်းချောက်လိုက်တဲ့ခဲကလည်းရှင်ဥလိမာလာခေါင်းရောက်လာနော်နွားတကောင်ပြေးလို့နောက်ကနေလိုက်ပြီးထုလိုက်တဲ့ခဲကလည်းပဲရှင်ဥလိမာလာတပိတ်ရောက်ချင်ရောက်လာအဲ့ဒါဟာအကုသိုလ်ရဲ့အကျိုးတွေဒိဋ္ဌဓမ္မတော့သူခံလိုက်ရတယ်ခံလိုက်ရတော့စင်စင်ရဲရဲနဲ့ဘယ်သူကမှလည်းဆုံးမလောင်မြင်ရင်လည်းပြေးကြပပင်းမှာတွေ့ရင်လည်းဘယ်သူမှမျက်နှာချင်းမဆိုင်ရဲကြလောကကြီးမှာအမုန်းဆုံးပုဂ္ဂိုလ်တယောက်ဖြစ်ပြီးစာဝတ်နေဒုက္ခရောက်နေတယ်အဲ့ဒါလောက်ကရုဏာမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘုရားသာသနာဝင်ပြီးတော့တရားကျင့်တဲ့အခါမှာတဏှာတတ်တဲ့စိတ်လေးကသူ့မှာပင်ကိုကတော့ရှိပါရဲ့တပ်ဖြတ်မှုကျွလွန်နေတော့ကဘယ်သူမှတဏှာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတ
သို့တော်ငယ်ငယ်တုန်းကသူ့ကိုနာမည်မှဲ့ထားတာကသူ့မိဘကနာမည်မှဲ့ထားတာအဟိန္ဒကလို့နာမည်မှဲ့တာအဟိန္ဒကဆိုတာဘယ်သူမှမငြင်းဆဲဘူးအကျဉ်းသာကြီးမားသူလို့ဒီလိုအိဗယ်ရဘယ်သူမှမငြင်းဆဲဘူးဒါကြောင့်မို့သူကယဟန္တာဖြစ်တဲ့အခါရှင်ကုလိမာလာကပြန်ပြောတယ်အဟိန္ဒကောတိမေနာမံဟိန္ဒကတ္တပုရိတတောတဲ့အရင်တော့ကလူတကာကိုညှင်းဆဲတပ်ဖြတ်နေတဲ့အချိန်တုန်းကငါ့ကိုအဟိန္ဒကလို့ခေါ်ခဲ့ကြတာဟာမှားယွင်းနေတဲ့အဓိပ္ပာယ်မကိုက်တဲ့နာမည်ကြီးဖြစ်ခဲ့တယ်ပေါ့ဒီကနေ့ကျတော့ဣဇာဟံသစ္စာနမောမိယဟန္တာဖြစ်သွားပြီဆိုတော့အကျဉ်းတရားနဲ့ဘယ်တရားကိုမှမညှင်းဆဲတော့ဒီနာမည်ဟာအမှန်နာမည်ခုမှနာမည်နဲ့လိုက်ဖက်ညီသွားတယ်ဣဇာဟံသစ္စာနမောမိတကယ်ကိုမှန်ကန်တဲ့နာမည်တစ်ခုနာနာဟိန္တာမိကေစိနံဘယ်သူကိုမှငါမြင်စေတော့ဘူးခုမှပဲအဟိတကဆိုတဲ့နာမည်ဟာအဓိပ္ပာယ်နဲ့လိုက်လျောညီတွေဖြစ်သွားပြီလို့ဒီလိုပြောခဲ့တဲ့စကားလေးရှိတယ်ပေါ့အဲ့တော့ယဟန္တာဖြစ်သွားတယ်ဆိုတဲ့အခါမှာတချို့ကလည်းကျေနပ်ချင်မှကျေနပ်မှဒီလောက်လူသားသမားကြီးကဒီလိုလွတ်သွားရအလားပေါ့လွတ်သွားရလားဆိုခွင်းလုံးကျွတ်လွတ်တာတော့မဟုတ်ဘူးခွင်းလုံးကျွတ်လွတ်တာတော့မဟုတ်ဘူးဒီဘဝမှာခံရမဲ့ဒိဋ္ဌဓမ္မဝေရဏိယကံတွေကိုခံလိုက်ရတာသူ့မှာအကြီးအကျယ်တပိတ်ခွဲခေါင်းပြဲနော်အဝတ်တွေစုပ်ပြတ်ဆုံးလောင်းမဲ့လူမရှိဒီလိုဖြစ်ပြီးတော့ဒုက္ခရောက်တာပေါ့နောက်ဘဝကြတော့ဘဝမှာမရှိတော့တာဥပါဒဏ်တွေကုန်သွားတယ်တဏှာတွေကုန်သွားတယ်ကိလေသာတွေကုန်သွားတော့ကံတရားကကိလေသာဆိုတဲ့အဖို့မရှိအကျိုးမပေးနိုင်တော့အကျိုးမပေးနိုင်တော့ဒီကံတရားတွေဟာဘယ်လိုမှလုပ်ပြီးတော့အကျိုးတစ်ခုထုတ်လုပ်လို့မရတော့ဘူးမနာလိုစရာတော့မရှိပါဘူးเนาะမနာလိုစရာမရှိဘူးအရတ္တမေဆိုတဲ့စွမ်းအားကြီးတဲ့ကံတရားကြောင့်ကံတရားတွေဟာအကျိုးပေးနိုင်စွာမရှိတော့ဘူးအဲ့လိုအကျိုးပေးနိုင်စွာမရှိတဲ့ယန္တာဘဝရောက်သွားတယ်ယတ္တပပံကတံပပံယတ္တပပံကတံကမ္မံကုသလေနပိဋိယတိအလုံးဆိုးတဲ့အကုသိုလ်ကံတွေကိုကုသိုလ်တရားနဲ့ပိတ်ဆို့ပလိုက်တယ်ဆိုးပိတ်ပလိုက်တယ်စွမ်းအားကြီးတဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်ပလိုက်တယ်လွန်ငင်းခွင့်ပေးလိုက်တယ်လို့ပဲသူ့မှာအားလုံးကံတရားတွေကိုစွမ်းအားကြီးတဲ့ကံတရားကနေလွန်ငင်းချမ်းသာခွင့်ပေးလိုက်တာဒီကံတွေဟာအကျိုးပေးခွင့်မရှိတော့ဘူးဒီလိုပြောတာကျိုးပေးเสียရလဲဘဝဆိုတာသူ့ရဲ့ရှိပါမရှိတော့နောက်ဆုံးဘဝဖြစ်သွားပြီလေအဲ့ဒီမှာသို့တော်လဲဒိဋ္ဌဓမ္မဝေရဏိယကံရဲ့အကျိုးကိုခံစားရလို့ဆွမစားရတဲ့ရက်တွေခေါင်းကွဲရတဲ့ရက်တွေဟောဒီလိုဖြစ်တော့မြတ်စွာဘုရားကအေးအကုသိုလ်တွေလှုပ်ထားလို့ဒီလိုအကျိုးတွေခံစားရတာရှင်ကုလိမာလကိုဟောပြောပြီးတော့တရက်တော့ရှင်အင်္ဂုလိမာလမြို့ရဲရွာရဲဆွမ်းခံသွားရင်းနဲ့မိမဖွားနိုင်လို့ဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ငိုသံဟောဟစ်ညဉ်းညူတန်တွေကြားလာတဲ့အခါရင်ထဲကအကျဉ်းတရားဖြစ်လာပြီကြောက်ရောက်တော့ဘုရားကိုလျှောက်တယ်တတ္တဝါတွေဟာဒီလိုဒုက္ခရောက်ကြတာပါလားဒီလိုစိတ်ဆင်းကြတာပါလားကိုယ်ဆင်းရဲမှုတွေဖြစ်ကြပါလားအဲ့လိုပြောတော့မြတ်စွာဘုရားကရှင်အင်္ဂုလိမာလကိုသစ္စာဆိုလို့ရှိရင်အဲ့ဒီဒုက္ခတွေကလွတ်နိုင်တယ်ဆိုပြီးတော့သစ္စာစကားကိုသင်ပေးလိုက်တာအဲ့ဒီဘုရားသင်ပေးတဲ့သစ္စာစကားဟာခုအင်္ဂုလိမာလပြိဋ္ဌဆိုတာဖြစ်လာတာပေါ့ယတောဟံပဂိနိမိမဖွားနိုင်တဲ့အမျိုးသမီးကိုခေါ်တာပဂိနိနမလို့ခေါ်တာယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဝိဇာနာမိသင်္စိစ္ဆပါဏဇီဝိတာဟောရောပေတာတေနသစ္စေနတုဋ္ဌိတေဟောတုတုဋ္ဌိကပ္ပတာနမမြင့်မြတ်တဲ့ယဟန်ဘဝရောက်လာတဲ့အချိန်ကစပြီးတော့သေစီလူရဲ့စိတ်နဲ့တတ္တဝါရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာသူအမှတ်မရပါဘူးသိမှတ်ထားတာမရှိပါဘူးလုံးဝမရှိပါဘူးဒီမှန်သောစကားကြောင့်သင်ကိုယ်တိုင်ချမ်းသာပြီးတော့ကလေးလေးချမ်းချမ်းသာသာဖြစ်ပါစေလို့ဟောဒီလိုသစ္စာစကားဆိုတာဒါတုဋ္ဌိတေဟောတုတုဋ္ဌိကပ္ပတာအဲ့တော့သစ္စာဆိုတဲ့နေရာမှာမှန်တာတစ်ခုကိုပြောရမယ်
ပြောပြီးရင်လိုချင်တာတစ်ခုကိုတောင်းဆိုတာအခုဒီမှာလဲယတောဟံပကိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပိတာဆိုတာဒီစကားလေးကသစ္စာစကားအဲ့သစ္စာစကားရဲ့နောက်မှာပါတော့တေနသစ္စေနဟောဒီသစ္စာစကားကြောင့်တုဋ္ဌိတေဟောတုမင်းကိုယ်တိုင်ချမ်းသာပါစေတုဋ္ဌိကပ္ပတကလေးလည်းချမ်းသာပါစေဟောဒါလိုချင်တာပြောလိုက်တယ်ဆိုအဲ့ဒီသစ္စာစကားရဲ့စွမ်းအားကိုဘုရားထံကသင်ပြီးတော့သစ္စာစကားကိုသင်ပြီးတော့အဲ့ဒီမိမဖွားနိုင်လို့အော်ဟစ်ညင်းညူနေတဲ့အမျိုးသမီးစီသွားပြီးတော့ရှင်အင်္ဂုလိမာလာကဒီသစ္စာစကားကိုဆိုလိုက်တဲ့အခါမှာကြားနာရတဲ့အမျိုးသမီးဟာချက်ချင်းပဲမိဖွားပြီးတော့ချမ်းသာဒုက္ခရသွားတယ်အဲ့ဒီကနေစပြီးတော့ရှင်အင်္ဂုလိမာလာဆွမ်းလောက်မဲ့လူတွေပါလေ။ဩအကျဉ်းသာကြီးမားပါတယ်ဆိုပြီးတစ်ချိန်တုန်းကမသိလို့မိုက်မဲခင်ပဲအခုချိန်မှာအကျဉ်းသာတရားတွေရှိပါတယ်ဆိုတာကိုအားလုံးကလက်ခံလာတာ။ရှင်ဂုလိမာလာသာဝဏီထိုက်တဲ့တော့အစဉ်ပြေပြီးတော့လူလူပရိသတ်ရဲ့မေတ္တာကိုပြန်ရရှိလာတယ်လို့ဒီလိုဆိုတာနော်။အေးအင်္ဂုလိမာလာပြိတ်ဆိုတာအဲ့ဒါလိုဖြစ်ပေါ်လာတာဖြစ်တယ်။ဒီအင်္ဂုလိမာလပရိတ်ကိုရွတ်ဖတ်တရစေခြင်းဖြင့်ဘေးရန်ခတ်သိမ်းနေပျောက်ကင်းနိုင်တယ်တာမဖွားတဲ့မိခင်တွေတာဖွားနိုင်တယ်နောက်ဆုံးမှာဒီပရိတ်ရည်လေးကိုယူပြီးတော့အသုံးပြုခြင်းအပြင်လည်းလွယ်လွယ်ကူကူမိခင်ရောကလေးပါချမ်းချမ်းသာသာဖြစ်နိုင်တယ်လို့ဆိုတာသစ္စာရဲ့စွမ်းအားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တိုင်းဒါကဘုရားကုံတရားကုံတန်ခါကုံမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာဖြစ်လို့ရိုးရိုးကြည်ကြည်နဲ့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်အခက်အခဲတွေလွန်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြမှာဖြစ်တယ်။အဲ့ဒီချမ်းသာဒုက္ခကိုအခြေပြုပြီးတော့ရခဲ့တဲ့လူဘဝကိုရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုဆက်လက်ပြုခြင်းဖြင့်တည်တဲ့အစစ်မြင့်တဲ့နိဗ္ဗာန်ချမ်းသာထီအောင်ရောက်ကြမှာဖြစ်တယ်။အဲ့ဒီအင်္ဂုလိမာလပရိရဲ့အစွမ်းတကူအင်္ဂုလိမာလတုတ်နှစ်တုတ်မေစီမာပါဏတမှာလာတဲ့မူရင်းအင်္ဂုလိမာလတုတ်ရဲ့အခုပရိထဲမှာပါတဲ့သစ္စာစကားကိုဥတည်ထားတဲ့အင်္ဂုလိမာလတုတ်ရဲ့ဒီနှစ်တုတ်ကိုမှတ်သားရအောင်ချင်းကျုပ်ဟောကြားခြင်းဖြစ်တာမို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီတုတ်တံမှာလာတဲ့အတိုင်းသစ္စာစကားရှင်အင်္ဂုလိမာလရဲ့ခုံမြတ်စွာဘုရားရဲ့ခုံတရားရဲ့ခုံတွေကိုအာရုံပြုပြီးတော့မိမိတို့မှာအခက်ခဲကြုံတိုင်းသစ္စာစကားဆိုခြင်းဖြင့်ခက်ခဲတွေလွန်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေထုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ကျူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရသည်မြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်
ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညအကုန်သည်ဖြစ်၍သူကန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်တည်း